movie ကြည့်တာဘူးမှမရှိရဘူး ဒီခါတော့ဘန်ကောက်က Central World မှာညဘက်ကြီးရုပ်ရှင်သွားကြည့်ခဲ့တဲ့ experience လေး share ထားရဲလူတွေဘယ်လောက်ရှင်လဲဆိုတာယုံနေတာကြည့်ရော300ကနေပြီးတော့189ပဲကြာတယ်ဒီတက်ကကွန်နီကိုသုံးပြီးတော့လေရုပ်ရှင်ကြည့်လို့ရတယ်ဆိုတာသိပြီးွားရည်လားဒီမှာကတော့ဒီနေ့မင်းသားရုပ်ရှင်သွားကြည့်မယ်တက်ကကွန်နီကိုသုံးပြီးတော့ကိုကတော့လေရုပ်ရှင်သွားကြည့်တိုင်းဒီတက်ကပွိုင်းတွေကိုသုံးပြီးတော့ reward center မှာရုပ်ရှင်လက်မှတ်ကိုလဲလေးရှိရယ်ပတ်ချင်ဆိုတော့ဘူးမှမရှိရဘူးကိုရေးထားတဲ့အချိန်ကည7:00နာရီဆိုတော့ shopping mall တော့ပိတ်နေပြီအဲ့တော့လေ ticket machine မှာဒီတက်ပွိုင်းကိုသုံးပြီးတော့ဘယ်လိုဝယ်ရလဲဆိုတာကိုပြထားပြီးရယ်179 300ကနေပြီးတော့189ပဲကြာရယ်နော်တက်ပွိုင်းကလေရုပ်ရှင်လက်မှတ်အပြင် SF Cinema ရဲ့ popcorn နဲ့ coke တွေလည်း discount ရှိသေးရယ်နော်ဒီတစ်ခါလာနည်းနည်းနောက်ကျသွားလို့လေ show time မီအောင်အမြန်သွားနေရတယ်ယုံနေတော့ရောက်လာပြီလူတွေဘယ်လောက်ရှင်းလဲဆိုတာသာကြည့်တော့ဒီတစ်ခါသွားကြည့်ခဲ့တဲ့ရုပ်ရှင်ကငငယ်တော့ဂိမ်းဆော့ခဲ့တဲ့ Model Combat 2ကနံပါတ်2ထွက်တာကဲကိုကတော့ရုပ်ရှင်ုံထဲမှာ intro ပိုင်းလေးပဲနည်းနည်းလေးခိုးရိုက်ထားခဲ့ကားဘယ်လောက်ကောင်းလဲဆိုရင်လေပြီးသွားတော့မှမသိလိုက်ဘူးတော်တော်မျောနေတာnight movie ကြည့်တာဘူးမှမရှိရဘူးကိုလိုမျိုးလေညဘက်ရုပ်ရှင်ကြည့်ရတာကြိုက်တဲ့သူဆိုရင်လေဒီလိုမျိုး feeling ကိုတစ်ခါတော့ try သင့်တယ်နော်။အဲ့တော့ကြည့်လို့လဲဝါဝါပြီဆိုတော့ပြန်တော့မယ်အားလုံးပဲကြကြ